IES 16နဲ့အတူတူပဲထူးတယ်လည်းရှင်းစရာမလိုဆိုတော့နောက်ထပ် IES တစ်ခုဆက်သွားမယ် IES 23 borrowing cost borrowing cost borrowing ဆိုတာကဘာလုပ်တာလဲborrowing ဆိုတာချေးယူတယ် ငွေကြီးတာ borrowing ဆိုတာငွေကြီးတာငွေကြီးတဲ့အခါမှာငွေကြီးတယ်ငွေရှာတယ်ပေါ့နော်ငွေကြီးတယ်ငွေရှာတယ်အဲ့လိုငွေကြီးငွေရှာတဲ့အခါမှာ cost တွေရှိနိုင်တယ်ကုန်ကျစရိတ်တွေရှိနိုင်တယ်ငွေကြီးတဲ့အခါရှိနိုင်လို့တင်ပတ်စံချင်းရင်တော့၎င်းပတ်စံရှာရင်တော့၎င်းစရိတ်တွေရှိနိုင်ငွေကြီးရင်မတို့ဘာစရိတ်မှမကုန်ဘူးလားငွေကြီးရင်ဘာပေးရမလဲ interest အတူပေးရအဲ့တော့အနည်းဆုံးဘာတော့ကုန်လဲဆိုရင် interest တော့ရှိလိမ့်မယ်အဲ့တော့ငွေကြီးလို့ကုန်တဲ့ cost တွေကို borrowing cost လို့ခေါ်တယ်တကယ်လို့စာရေးစာတမ်းကြီးတွေဘာတွေပေးရတယ်ဆိုရင်လည်းပဲတခြား transaction cost တွေလည်းရှိနိုင်တယ် stamp duty အဲ့တော့ဒါဆိုရင်အဲ့ဒီငွေကြီးလို့ဖြစ်လာတဲ့အတိုးဒီစရိတ်တစ်ခုဖြစ်တိုင်းကုန်ကျစရိတ်တစ်ခုဖြစ်တိုင်းအဲ့ကုန်ကျစရိတ်ဒီနှစ်နေရာပဲသွားလို့ရတာဘယ်နေရာနဲ့ဘယ်နေရာကိုသွားရလဲ expense နဲ့ asset နဲ့ ဟုတ်ပါတယ် expense နဲ့ asset နဲ့စရိတ်တစ်ခုဖြစ်လာရင် expense နဲ့ asset ပြေးမလို့ဘူးအဲ့နှစ်ခုတွေကတစ်ခုခုပဲ interest က expense သွားရတာလား asset သွားရတာလား expense သွားရတာဒါပေမဲ့အခု IAS 23ကကြတော့ဘာပြောလဲဆိုရင် expense လည်းဖြစ်နိုင်တယ်တဲ့ asset လည်းဖြစ်နိုင်တယ်တဲ့ IAS 23က borrowing cost တွေက expense လည်းဖြစ်နိုင်တယ်လို့ asset လည်းဖြစ်နိုင်ပါတယ် IAS 23ကအဲ့လိုပြောထားတယ်ဆိုတော့သိရမှာကဘလို့အတိုးမျိုးဆိုရင် expense ပြမယ်ဘလို့ interest တွေကို expense ပြမယ်အဲ့ဒါသိရမယ်ဘလို့အတိုးတွေကို asset ထဲမှာပေါင်းထည့်မလဲအဲ့ဒါကို IAS 23အရာ accounting treatment လုပ်ရမယ်စီးရင်သွင်းပေးရမယ်asset တွေမှာ asset တစ်ခုဖြစ်လာဖို့အတွက်အချိန်မြန်တဲ့ asset တွေလည်းရှိတယ်လို့အချိန်တိုတိုအတွင်းမှာ asset ဖြစ်လာတာလည်းရှိနိုင်တယ် asset မှာချက်ချင်း asset ဖြစ်လာတဲ့ asset တွေရှိတယ်လို့ချက်ချင်းဖြစ်လာတာ asset ဖြစ်အချိန်တစ်ခုကြာပြီးမှဖြစ်လာတဲ့ asset တွေလည်းရှိတယ်အချိန်တစ်ခုကြာတယ်ဆိုတာ
12 လ တစ်နှစ်လောက်ကြာတာကိုပြောချင်တာပေါ့အဲ့လောက်ကြာပြီးမှဖြစ်လာတဲ့ asset တွေလည်းရှိတယ်ချက်ချင်းဖြစ်လာတယ်ဆိုတာကဝယ်လိုက်တဲ့ asset မျိုးကိုပြောတာဝယ်ရင်အခုရတဲ့ asset မျိုးအခုဝယ်အခုရတဲ့ asset မျိုးကိုပြောတာအချိန်တစ်ခုကြာတဲ့ asset တွေဆိုတာက12 လတစ်နှစ်ကြာမှဖြစ်လာတဲ့အချိန်တစ်ခုကြာတဲ့ asset တွေဆိုတာကကြတော့ဘယ်လို asset မျိုးလဲဆိုရင် construction လုပ်ရတဲ့ asset မျိုးကိုပြောတာဒါမှမဟုတ်ရင်အချင်းဖောက်ရတယ်တို့ agent လုပ်ရတဲ့ asset တွေ agent လုပ်ရတယ်ဆိုတာကြာကြီးထားမှသူက asset ဖြစ်လာမှာ agent လုပ်ရတယ်ဆိုတာ wine တို့ပြီးရင်အမတို့ဒီအချင်းဖောက်တဲ့အရာတွေရှိတယ် example wine ပဲပြောလိုက်ပါမယ် wine ဆိုရင်ကြာရှည်တိန်းထားလေပို့ပြီးတော့ကောင်းလေပဲချက်ချင်းလဲ wine မဖြစ်လာဘူးပိုးတွေထဲမှာအကြာကြီးစိန်ထားနှက်ထားမှသာလင်တက်တန်းတွေပို့ကြာလာလေအဲ့ wine ကပို့ပြီးတော့ဈေးကြီးလာလေပေါ့ construction ကကြတော့အဆောက်အုံတွေbuilding တွေအချိန်တစ်ခုကြာမှဖြစ်လာတဲ့ asset ကို qualifying asset လို့ခေါ်တယ်အခုဝယ်အခုရချက်ချင်းဖြစ်လာတဲ့ asset ကတော့ qualifying asset မဟုတ်ဘူးnon qualifying and qualifying asset မဟုတ်ဘူး qualifying asset တွေအတွက် borrow လုပ်တယ်ငွေချေးတယ်ငွေချေးတော့ interest တွေပေးရတယ်အဲ့ဒီ interest တွေဒီအခြေအနေပေါ်မှာမူတည်ပြီးတော့ expense လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ် non qualifying asset အတွက် borrow လုပ်ရင်တော့ interest တွေကိုအမြဲတမ်း expense ပြတော့တစ်ခေါက်ပြန်ပြောမယ်နော် borrowing cost IAS 23 borrowing ဆိုတာငွေချေးတာငွေရှာတာငွေချေးငွေရှာတဲ့အခါမှာကုန်ကျစရိတ်တွေရှိလာမယ် interest ဥပမာအပြင် interest ရှိလာမယ် interest ဒီအရင်တော့သိခဲ့တာတော့ expense ပြတယ်လို့ပဲသိခဲ့တာအခု IAS 23ကဘာပြောလဲဆိုရင် expense လည်းဖြစ်နိုင်တယ် asset တန်ဖိုးထဲမှာပေါင်းထည့်တာလည်းဖြစ်နိုင်တယ်ဘယ်ခါမှာ expense ပြမလဲဘယ်ခါမှာ asset တန်ဖိုးတွေကိုပေါင်းထည့်မလဲ interest တွေ asset မှာ qualifying asset ရှိတယ် not qualifying asset ရှိတယ်
qualifying asset ဆိုတာအဲ့ဒီ asset ဖြစ်လာဖို့အတွက်အချိန်တစ်ခုစောင့်ရတယ်ဥမာအောဆက်လတစ်နှစ်အဲ့လိုစောင့်ရတယ် example ပြောရင် building အဆောက်အုံတွေကို construct လုပ်တာကိုယ့်ဘာသာကိုစောင့်တာ wine ဆိုတဲ့ inventory တွေကိုလှောင်ထားရတာမျိုး wine တွေဒီမလှောင်ထားဘဲနဲ့ finish good မဖြစ်လာဘူး finish good ဖြစ်လာဖို့အတွက်ကြာရှည်လှောင်ထားရတယ်ဒါတွေက qualifying asset တွေဖြစ်တယ်အဲ့ဒီ qualifying asset တွေ construction လုပ်ဖို့ဝယ်ဖို့အတွက်ပတ်စံလိုလာတယ်ပတ်စံလိုလာတယ်ဆိုတော့ငွေကြီးမယ်ငွေကြီးတော့အတိုးပေးရမယ်အဲ့ဒီအတိုးဒီ expand ပြတာလည်းဖြစ်နိုင်တယ်လို့ building တန်ဖိုး asset တန်ဖိုး asset ဆိုတဲ့ building တန်ဖိုးထဲမှာပေါင်းထည့်တာလည်းဖြစ်နိုင်တယ် inventory ဆိုတဲ့ wine တန်ဖိုးထဲကိုပေါင်းထည့်တာလည်းဖြစ်နိုင်တယ်ဘယ်လိုဆိုရင်ဘယ်လိုထည့်ရမလဲဆက်လာလိမ့်မယ်ခုချက်ချင်းဝယ်ခုချက်ချင်းရလာတဲ့ဟာတွေက qualifying asset မဟုတ်ဘူး not qualifying asset တွေအတွက် borrow လုပ်တဲ့ interest ပေးရမယ်အမြဲတမ်းပဲ expand ကြမယ်ဒါဆိုရင်ဒီမှာ IAS 23 borrowing cost borrowing cost ဆိုတာ interest အတိုး other cost တခြားကုန်ကျစရိတ်တွေ relate to borrowing fund ငွေကြီးတာနဲ့ပတ်သက်ပြီးအတိုးနဲ့တခြားကုန်ကျစရိတ်များကို borrowing cost လို့ခေါ်တယ် reason for borrowing ဘာအတွက်ငွေကြီးတာလဲ qualifying asset အတွက်သာငွေကြီးမယ်ဆိုရင်ပေးရတဲ့အတိုးတွေဒီ maybe statement of profit or loss မှာ expand လည်းဖြစ်နိုင်တယ် maybe added to value of asset တွေကိုထည့်တာလည်းဖြစ်နိုင်တယ် asset ပြတာကို capitalize လုပ်တယ်လို့ခေါ်တယ် statement of financial position ကိုရောက်မယ် qualifying asset ဒီ building လိုမျိုး non current asset တွေဖြစ်နိုင်တယ်လို့ wine လိုမျိုး inventory current asset တွေလည်းဖြစ်နိုင်တယ် qualifying asset ဆိုတာ take ရတယ် substantial period ကာလတစ်ခုကြာတယ် ready to use သုံးရန်အဆင်သင့်ဖြစ်လာဖို့အတွက်အဆင်သင့်ဖြစ်လာဖို့အတွက်ကာလတစ်ခုကြာရှည်အောင်စောင့်ရတဲ့ asset တွေကို qualifying asset လို့ခေါ်တယ်အဲ့ဒီ qualifying asset အတွက်အတိုးတွေပေးရတယ်ဆိုရင်တော့ maybe SOPM မှာ expand လည်းဖြစ်နိုင်တယ်လို့အဲ့အတိုးတွေကို asset တန်ဖိုးထဲပေါင်းထည့်ပြီး capitalize လုပ်တာလည်းဖြစ်နိုင်တယ် not for qualifying asset qualifying asset မဟုတ်ခဲ့ဘူးဆိုရင်တော့ပေးရတဲ့အတိုးတွေကို must be ပြကိုပြရမယ် SOPM မှာပဲ expand ပြရမယ် borrowing ငွေကြီးခြင်းငွေကြီးတဲ့အခါမှာ special borrowing ရှိတယ် general borrowing ရှိတယ် special borrowing ဆိုတာ qualifying asset အတွက်အထူးတလဲငွေကြီးတာအခုအမတို့ inventory တွေဝယ်မယ် inventory ဝယ်မယ်ပတ်စံမရှိဘူးငွေသွားချိမယ်အဲ့ဒါ special borrowing construction လုပ်မယ်ပတ်စံမရှိဘူးငွေသွားချိမယ် special borrowing general borrowing ကကြတော့အဲ့လိုမချိတော့ဘူးရှိထားပြီးသားချီးထားပြီးသားလုံးတွေတဲကပဲယူသုံးတာချီးထားပြီးသားလုံးတွေကယူသုံးတာကို general borrowing ထပ်မချီတော့ရှိပြီးသားပတ်စံကိုပဲသုံးလိုက်တော့မယ်အခု inventory ဝယ်မယ်ငွေချီးမလားဆိုတော့မချီတော့ဘူးရှိနေပြီးသားချီးထားပြီးသားလုံးတွေတဲကပဲသုံးလိုက်တော့မယ် construction လုပ်မယ်ငွေချီးအောင်မလားမချီတော့ဘူးရှိနေပြီးသားလုံးတွေကပဲယူသုံးတာဒီ general borrowing borrowing cost မှာ special borrowing အတွက်တွက်တာရှိတယ် general borrowing အတွက်တွက်တာရှိတယ်နော်ကဲအဲ့ဒါဆိုရင်ဒါဒီ borrowing cost ရဲ့ notes ဒါမဲ့ဒီနားမှာမှနည်းနည်းလေးတော့ထပ်ရေးပေးအောင်မယ်အဲ့တော့ capitalization စတဲ့ date commencement of capitalization ဆိုပြီးတော့ရေးမယ်နော်ထပ်ရေးမယ် commencement အစcommencement ဆိုတာစမယ် capitalize ဆိုတာ asset တွေကိုထည့်မှာ
asset ထဲမှာအတိုးတွေကိုထည့်မယ်ဘယ်နေ့မှာစထည့်မယ် asset ထဲမှာ interest တွေပေါင်းထည့်မယ်ဘယ်ဒိတ်မှာစပေါင်းရမယ်စရိတ်တွေစသုံးနေပြီ expenditure being income ငွေတွေစသုံးနေပြီချီးထားတဲ့ငွေတွေကိုစသုံးနေပြီ borrowing costs are being incurred ငွေချီးထားတဲ့အတွက်အတိုးတွေလည်းပေးနေရပြီ activity to prepare the asset for use or sale has commenced အလုပ်တွေလည်းစလုပ်နေပြီ ဒါသည် capitalization commencement စမဲ့နေ့ capitalization ဆိုတာ asset ထဲမှာ interest တွေကိုပေါင်းထည့်လိုက်တာ capitalization ကိုဘယ်နေ့မှာစမလဲဆိုရင် expenditure is being incurred ကုန်ကျစရိတ်တွေစသုံးနေပြီ borrowing costs are being incurred ဝေကြီးထားတဲ့အတွက်အတိုးတွေစပေးနေရပြီ activity commence ဆောင်ရွက်မှုတွေစနေပြီ to prepare the assets for use or sale သုံးရန်ရောင်းရန် asset ကိုသုံးဖို့အတွက်ရောင်းဖို့အတွက် asset ကိုစပြီးတော့ prepare လုပ်နေပြီအဲ့လိုပြင်ဆင်ရန် activity တွေစနေပြီဥပမာ construction စနေပြီ inventory စပြီးတော့ဝယ်နေပြီထုတ်နေပြီအဲ့လို activity တွေစနေပြီဆိုရင် capitalization စလို့ရပြီဒီသုံးချက်လုံးကိုက်မှာပဲ capitalization စမယ်အကုန်ကိုက်ရမယ် all အချက်တွေအားလုံးကို meet ဖြစ်ရမယ်ကိုက်ရမယ်ပြီးရင် cessation of capitalization ကိုဘယ်နေ့မှရပ်မလဲတော့ရပ်မဲ့ date ဘယ် date မှာ capitalization ရပ်မလဲactivity တွေအကုန်လုံးနီးပါးပြီးသွားပြီဆိုရင်ရပ်လို့ရပြီ construction တွေအားလုံးပြီးလို့နီးပါးဖြစ်သွားပြီ
ပြီးရင် wine ထုတ်တယ်ဆိုရင် inventory ထုတ်တယ်ဆိုရင်လည်းအဲ့ဒီ inventory ကပြီးသွားပြီရောင်းလို့ရတော့မယ့်အနေအထားဖြစ်လာပြီအဲ့ဒီမှာ capitalization ရရမယ် capitalization ပဲနေ့မှာရမလဲဆိုရင် construction တွေအကုန်လုံးနှီးပါပြီးတော့မယ် inventory ထုတ်တာလဲ wine အပြည့်ရောက်လာတော့မယ်အဲ့ဒါဆိုရင်ရက်လို့ရပြီဘယ်ချိန်မှာရမလဲဆိုရင် 1 substantially all အကုန်လုံးနှီးပါ all the activities ဆောင်ရွက်မှုတွေအားလုံးနှီးပါ complete ဖြစ်သွားပြီဟာ complete activity တွေအားလုံးနှီးပါ substantially all ဆိုတာ all တော့မဟုတ်ဘူး all ကိုဆိုလိုချင်တာမဟုတ်ဘူးအကုန်လုံးတော့မပြီးသေးဘူးဒါပေမဲ့အကုန်လုံးနှီးပါ10ခုမှာ9ခုလောက်ပြီးသွားပြီအကုန်လုံးနှီးပါ activity တွေအကုန်လုံးနှီးပါပြီးသွားပြီဆိုရင် capitalization ရလို့ရပြီပြီးရင် capitalization ကိုကြားထဲမှာခဏဆိုင်းငံ့လို့ရလား suspension of capitalization capitalization ကိုခဏရပ်ထားလို့ရလားရတယ်ခဏရပ်ထားလို့ရတယ်ဘယ်အခါမှာလဲဆိုရင် construction ခဏနားထားတယ်ဘာကြောင့်လဲဆိုရာသီဥတုမကောင်းလို့ဆောက်လုပ်ရေးလုပ်ငန်းခွင်ခဏရပ်ထားတယ်ရာသီဥတုမကောင်းလို့ဒါမှမဟုတ်ဝန်ထမ်းတွေဆန္ဒပြလို့ခဏနားထားတယ်ဆိုရင် capitalization လည်းအဲ့ကာလအတွက်လုပ်เสียမလို့ active development is interrupted လုပ်နေတဲ့ဟာတွေခဏရပ်ထားရင်လုပ်နေတဲ့ဟာတွေခဏရပ်ထားရင် capitalization လည်းခဏရပ်ထားမယ်
ဆိုတော့မပြန်ပြောမယ် cessation of capitalize suspension of capitalization capitalize လုပ်တာကိုခဏလောက်ရပ်ထားလို့ရတယ်ဘယ်ခါမျိုးမှာလဲဆိုရင်လုပ်နေတဲ့အရာတွေခဏရပ်ထားတဲ့အခါမှာ construction လုပ်ငန်းကို2ပတ်လောက်ရပ်ထားတယ်တစ်လလောက်ရပ်ထားတယ်ဘာကြောင့်လဲဆိုရင်ဝန်ထမ်းတွေဆန္ဒပြလို့တော့၎င်းရာသီဥတုကြောင့်တော့၎င်းမီးလောင်မှုကြောင့်တော့၎င်းဖောက်ထွန်းခံရမှုတော့၎င်းရတယ်ဘလို့ကိစ္စပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကြောင့်ခဏနားထားရင်လည်း capitalization လုပ်တာကိုခဏရပ်ထားလို့ရတယ်နော်အဲဆိုရင်တစ်ချက်မှပြန်ပြောကြည့်ရအောင်အဲ့တော့ borrowing cost ဆိုတာကဘယ်လိုမျိုး cost တွေကိုပြောတာလဲရှင်းရတဲ့အခါမှာကုန်နဲ့ကုန်ကြစရိတ်ငွေချေးတဲ့အခါမှာအတိုးတွေပေးရတယ်တခြားစရိတ်တွေကုန်ရင် borrowing cost လို့ခေါ်တယ်ဟိုးအရင်တော့ကတော့အဲ့ဒီ borrowing cost တွေကိုအများတမ်းပဲဗာပြခဲ့တာလဲ expand ပြခဲ့ expand ပြခဲ့တယ် IAS 23ပေါ်လာတဲ့နောက်ပိုင်းမှာဘာလဲဖြစ်နိုင်တယ်ဘာလဲဖြစ်နိုင်တယ် expand လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ် expand လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ်နော်အဲ့တော့ expand နဲ့ကိုထည့်မလား asset တွေကိုထည့်မလားကအရင်ဆုံး asset တွေကိုအမျိုးအစားခွဲနိုင်ရမယ် asset မှာ qualifying asset ကဘယ်လိုမျိုး asset လဲ construction နဲ့ agent လောက်ရတာတွေအချိန်တစ်ခုကြာနေပြီးတော့ဖြစ်လာတဲ့ asset တွေ အချိန်တစ်ခုကြာပြီးမှဖြစ်လာတဲ့ asset တွေကို qualifying asset လို့ခေါ်တယ်အခုချက်ချင်းရတယ်ဆိုရင်အခုချက်ချင်းဖြစ်လာတယ်ဆိုရင်တော့ qualifying asset မဟုတ်ဘူးနော် qualifying asset အတွက် borrow လုပ်ရင် interest တွေပေးရမယ်အဲ့ဒီ interest တွေဒီဘာသို့မဟုတ်ဘာဖြစ်နိုင်လဲ expand တို့ asset တွေလည်းဖြစ်နိုင်တယ် asset တွေဖြစ်နိုင်တယ် qualifying asset မဟုတ်တာတွေအတွက် borrow လုပ်ရင်တော့ interest တွေဒီပဲဝဲသွားရမယ် expand ကိုပဲသွားရမယ် သွားရမယ်နော်ဒါဆိုရင်အခုအမကကွန်ဒိုတခန်းဝယ်ဖို့အတွက်ငွေကြီးလိုက်တယ်ငွေကြီးပြီးတော့ကွန်ဒိုတခန်းဝယ်လိုက်တယ်အဲ့ဒီဝယ်လိုက်တဲ့ကွန်ဒိုဒီကွန်ဒိုကစောက်ပြီးသားပြီးသွားပြီပြီးသွားတဲ့ကွန်ဒိုလိုက်ရှာပြီးတော့အစင်သစ်တက်နေလို့ရတဲ့ကွန်ဒိုကိုတခါတည်းဝယ်လိုက်တာအစင်သစ်တက်နေလို့ရတယ်အခုငွေချေပြီးတာနဲ့မနေ့ပြန်တက်နေလို့ရပြီအဲ့ဒီကွန်ဒိုကအဲ့ဒီကွန်ဒိုဒီ qualifying asset ဟုတ်မဟုတ်မဟုတ်ပါဘူး non qualifying asset non qualifying asset ဒါဆိုရင်အဲ့ဒီကွန်ဒိုဝယ်လို့ချီးထားတဲ့ငွေရဲ့ interest တွေကဘယ်ထဲသွားရမလဲ expand နဲ့ expand နဲ့သွားရမယ် expand နဲ့ကိုသွားရမယ်နော်နောက်ပြီးတော့အမက construction လုပ်ချင်တယ်အမက factory တစ်ခုစောက်ချင်တယ်အဲ့ဒီ factory ကြီးကစောက်မယ်ဆိုတစ်နှစ်လောက်တော့ကြာမှာအဲ့တော့မှအဲ့ factory စောက်ဖို့အတွက် ARD ဘဏ်မှာငွေချီးတယ် factory construction လုပ်တယ် factory စောက်တယ်ငွေအဲ့ဒီ factory construction ကြီးဒီ qualifying asset ဟုတ်မဟုတ်ဟုတ်ပါတယ်ဟုတ်တယ်အဲ့တော့ factory စောက်လို့ငွေချီးလို့ပေးရတဲ့အတိုးဒီဘာလဲဖြစ်နိုင်တယ်ဘာလဲဖြစ်နိုင်တယ် expand လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ် expand လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ်အဲ့တော့ဘယ်အချိန်မှာ expand ပြမလဲဘယ်အချိန်မှာ asset ပြမလဲဆိုတာကဒီ commencement of capitalization တွေ cessation of capitalization တွေ suspension of capitalization တွေဒီပေါ်မှာမူတည်ပြီးတော့ asset ပြမလား expand ပြမလားဖြစ်လာလိမ့်မယ်ပု္ပ္ပစာတပုတ်တွဲကြည့်မယ်ခဏနောက်တစ်ခုက special borrowing နဲ့ general borrowing အဲ့တော့ဒီ asset အတွက်အထူးတလဲငွေချီးရရင်ဘာလို့ခေါ်မလဲshare borrowing special borrowing ငွေထက်ချီးမနေတော့ပါဘူးရှိပြီးသားလုံးနဲ့ရပဲယူသုံးလိုက်မယ်ဆိုရင် general borrowing အဲဆိုရင်ခဏလောက်တွက်ကြည့်မယ်question page number 79ရဲ့ question page number 79
ဒါဆိုရင်ဒီပု္ပ္ပာခဏဖက်ကြည့်နော်အမမပါပဲနဲ့ခဏဖက်ကြည့်ဒီပု္ပ္ပာဒီ special borrowing ပု္ပ္ပာဘုရားသားကိုအေးပတ်ကြည့်နော်အဲ့ဆိုမေးကြည့်မယ်နော်အမဘာမှမဖက်ပြဘဲနဲ့ဒီတိုင်းအရင်မေးကြည့်မယ်ဘယ်လောက်ထိပု္ပ္ပာဖက်ထားတာမှတ်မိလဲဆိုတာသူကငွေစချီတဲ့နေရာပဲနေလဲ January 2086 1 January 2086 opening date ကလည်းပဲနေပဲလေ January 2086ပဲ 1 January 2086ဘာကြောင့်လဲဆိုရင် require မှာတစ်ချက်ကြည့်လိုက် require မှာ31 December 86မှာစီးရင်ပိတ်တယ်လို့ပြောထားတဲ့အတွက်1 January 86ဒီ opening date ဝေချီးတဲ့နေ့ကလည်း1 January 86ပဲ 1 January 86မှာ borrow လုပ်တယ်ဘယ်လောက် borrow လုပ်လိုက်တာလဲ borrow 1.5 million ဝေချီးခဲ့တယ် 1.5 million ချီးခဲ့တယ် 1.5 million 1.5 million to finance ဘယ်အတွက်ငွေချီးတာလဲဆိုရင် the production of two asset နှစ်ခုထုတ်ဖို့ asset A နဲ့ asset B နှစ်ခုအတွက်ငွေချီးတာ asset အတွက်အခုမှငွေစချီးတာဆိုတော့ special borrowing လား general borrowing လား Special borrowing special borrowing 1.5 million ချီးတယ် special borrowing အဲ့ဒီပတ်စံတွေကအခုချီးပြီးအခုသုံးတာလည်းဖြစ်နိုင်တယ်လို့ချီးတာတော့အခုချီးတယ်ဒါပေမဲ့နည်းနည်းလေးကြာမှသုံးတာလည်းဖြစ်နိုင်တယ်เนาะမျိုးမျိုးဖြစ်နိုင်တယ်1 January မှာငွေချီးတယ်1 January မှာပဲစသုံးတာလည်းဖြစ်နိုင်တယ်လို့
1 ဇန်နဝါရီမှာငွေချီးပြီးတော့နောက်ထပ်တစ်လ2လလောက်ကြာမှထပ်တော့စသုံးတာလည်းဖြစ်နိုင်တယ်1 ဇန်နဝါရီမှာငွေချီးပြီးတော့တဝက်လောက်ကိုအရင်သုံးထားပြီးတော့နောက်တဝက်လောက်ကိုနောက်ထပ်9လလောက်ကြာမှသုံးတာလည်းဖြစ်နိုင်တယ်အမျိုးမျိုးပဲဒီနေ့ချီဒီနေ့သုံးရမယ်လို့တတ်မှတ်လို့မရဘူးတမတ်တည်းပြောလို့မရဘူးချီးတာကတော့ဒီနေ့ချီးတယ်အဲ့ဒီ 1.5 million နဲ့က0.75 တဝက်လောက်ကိုသုံးထားပြီးနောက်တဝက်လောက်ကိုနောက်ထပ်6လလောက်ကြာမှသုံးတာလားအဲ့လိုလည်းဖြစ်နိုင်တာပဲဘယ်လိုသုံးမလဲမသိဘူးပု္ပ္ပာဘယ်လိုလာမလဲမသိဘူးဘယ်လိုတွေသုံးလဲဆက်ကြည့်မယ် both of which အဲ့ဒီ asset နှစ်ခုလုံးဒီ were expected မျှော်လင့်တယ် to take a year တစ်နှစ်ကြာမယ် to bake အဲ့ဒီ asset တွေဒီစောက်ရင်တစ်နှစ်ကြာမယ်စောက်လို့ရင်တစ်နှစ်ကြာမယ်ဆိုတော့အဲ့ဒါဘာ asset လို့ပြောချင်တာလဲ qualifying asset qualifying asset qualifying asset အတွက် borrow လုပ်တယ် interest ပေးရမယ် expense or asset နှစ်မျိုးလုံးဖြစ်နိုင်တယ် interest တွေဒီ expense လည်းဖြစ်နိုင်တယ် asset လည်းဖြစ်နိုင်တယ် work started June 2086 construction စပြီး2086မှာတည်းက construction စတယ်ဆိုတော့ construction ဒီ1 January 86မှာတည်းကစတယ်အဲဆိုတော့1 January 86ဒီ criteria 3ခုကိုက်မကိုက်ကိုစကြည့်မယ်1 January 86မှာငွေစသုံးပြီလား1 January 86မှာအတိုးတွေစပေးနေရပြီလား1 January 86မှာ activity တွေစနေပြီလားသိနာမယ်နော်1 January 86မှာဇရိတ် activity တွေစနေပြီဒီမှာ work started လို့ပြောတယ်အဲ့တော့1 January 86မှာအလုပ်တွေစနေပြီဒီချက်တော့ကိုက်သွားပြီနံပါတ်3တော့ကိုက်သွားပြီ work started လို့ပြောတဲ့အတွက်3နဲ့တော့ကိုက်သွားပြီ1 January 86မှာ borrowing cost ဆိုတဲ့အတိုးတွေရောပေးနေရပြီလားဆိုတော့ဝေးကြီးတယ်ဆိုတာချီးတဲ့နေ့ကနေစပြီးအတိုးပေးရတာဒါကြောင့်1 January 86ဒီ borrowing cost တွေလည်းစပေးနေရပြီအတိုးတွေလည်းစပေးနေရပြီ borrow လုပ်ပြီးဆိုတာနဲ့အတိုးကစပေးရတယ်အဲ့တော့နှစ်အချက်နဲ့လည်းကိုက်တယ်နောက်ထပ်တစ်အချက်ချီးထားတဲ့ပတ်စံတွေကိုရောစသုံးနေပြီလား expenditure တွေကိုရောစပြီးတော့သုံးနေပြီလားစသုံးနေဆိုတာအကုန်မသုံးလဲရတယ်နည်းနည်းလောက်သုံးလဲစသုံးတာပဲနည်းနည်းယူသုံးတာနဲ့ကိုရတယ်နည်းနည်းလောက်ယူသုံးရင်လည်းစသုံးတာနဲ့တူတူပဲနည်းနည်းပဲယူသုံးခြင်းလဲသုံးမယ်တခါတည်းနဲ့အကုန်သုံးခြင်းလဲသုံးမယ်ဘယ်လိုသုံးရတယ်စသုံးနေပြီလားကြည့်ရအောင် The loan facility was drawn down and incur on 1 January 2086အဲ့တော့ incur ဆိုတာဇရိတ်တွေစသုံးနေပြီလို့ပြောတာ incur ကုန်ကြတယ်ဆိုတာဇရိတ်တွေစကုန်နေပြီ1 January 86မှာပဲဇရိတ်တွေစပြီးတော့ကုန်နေပြီအဲ့ဆို criteria 1နဲ့လည်းကိုက်တယ် criteria 1နဲ့လည်းကိုက်တယ်ဒါကြောင့်မလို့1 January 86ဒီ capitalization စလို့ရမရကိုအချက်3ချက်နဲ့ကြည့်ရမယ်capitalize စလို့ရမရကို criteria 3ချက်နဲ့ကြည့်ရမယ်1 2 3နံပါတ်1က expenditure incur ပတ်စံတွေစသုံးနေပြီလားနံပါတ်2က borrowing cost incur အတိုးတွေပေးနေရပြီလားအတိုးတွေစတွက်နေပြီလားအတိုးတွေစတွက်ချက်နေပြီလား activity comments လုပ်တွေစလုပ်နေပြီလားလုပ်တွေစလုပ်နေပြီလား1 January 86မှာပတ်စံတွေစသုံးနေပြီလားအတိုးတွေစပြီးတော့တွက်ချက်နေပြီလားအလုပ်တွေစနေပြီလား3ခုလုံးခိုက်လား
January 1 ရက်နေ့မှာအဲ့ဒီအချက်3ချက်လုံးကိုက်တဲ့အတွက်ဘယ်နေ့မှာ capitalization စရမလဲဆိုရင်1 January 86မှာ capitalization စရ1 January 86မှာ capitalization စရမယ် capitalization စမယ် cessation ဘယ်နေ့မှာရက်မလဲဘယ်နေ့မှာရက်မလဲကအကုန်လုံးနှီးပါပြီးရင်ရက်လို့ရပြီအော်ဒါမှမဟုတ်ရင်အကုန်လုံးနှီးပါမပြီးလဲ reporting date ရောက်ရင်တော့တစ်နှစ်စာရက်မယ် reporting date ရောက်ရင်တော့တစ်နှစ်စာ reporting date ရောက်သွားပြီဆိုရင်တော့ဒီနှစ်တစ်နှစ်စာကို capitalize လုပ်တယ်ဆိုတာဒီတစ်နှစ်ချင်းစီလောက်ရတာဆိုတော့ reporting date မှာရက်မယ်ပြီးရင်နောက်တစ်နှစ်မှာပြန်စမယ် capitalization အဲ့တော့ was utilize အသုံးချခဲ့တယ် as follow အောက်ပါအတိုင်းဒီချီးထားတဲ့ငွေတွေကိုအောက်ပါအတိုင်းအသုံးချတယ် with the remaining fund အကုန်မသုံးသေးပဲနဲ့ကြံနေတဲ့ငွေတွေကိုတော့ invested ရင်းနှီးမြှုပ်နှံတယ် temporarily ယာယီသူက 1.5 million လုံးအကုန်လုံးမသုံးသေးဘူးငွေချန်ထားသေးတယ်အဲ့ချန်ထားတဲ့ငွေတွေအလကားဖြစ်မှာဆိုလို့ယာယီရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ကိုလည်းပဲအဲ့လိုပဲကိုလက်ထဲမှာပတ်စံပို့တယ်ဆိုရင်အလားဟာတဒီတိုင်းမထားဘူးအတိုးလေးပါလေးရမလားဆိုပြီးတော့ temporarily investment လုပ်တာတွေရှိတတ်တယ် asset A အတွက် 250,000 အားလုံးပေါင်း 500,000 သုံးမယ် asset B အတွက် 500,000 အားလုံးပေါင်း 1 million သုံးမယ်နှစ်ခုပေါင်းလိုက်ရင် 1.5 million ချီးထားတဲ့ငွေနဲ့ကွက်တိပဲ asset A အတွက်900သုံးပြီးတော့ asset B အတွက်1000သုံးမယ်အားလုံးပေါင်း1500သုံးမယ် asset A အတွက်1 January မှာချီးထားတဲ့ငွေတွေက250အရင်သုံးမယ်1 July ရောက်မှ250ပြန်သုံးမယ်ထပ်သုံးမယ် asset B အတွက်1 January မှာ900သုံးမယ်1 July ရောက်မှနောက်ထပ်900ကိုထပ်ပြီးတော့သုံးမယ်တခါတည်းနဲ့အကုန်မသုံးဘူးလိုတလောက်ကိုအရင်ဆွဲသုံးထားတာဝေကြီးတဲ့အခါမှာ loan rate အတိုးနှုန်းသည် was 9% ဖြစ်ခဲ့တဲ့ Streaming Company သည် can invest ရင်းနှီးမြှုပ်နှံနိုင်တဲ့ surplus fund မသုံးသေးပဲပိုနေတဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံရင်တော့အတိုးနှုန်း 7% ရမယ်ကိုကငွေကြီးတဲ့အခါမှာအတိုး 9% ပေးရပြီးတော့အဲ့ပိုနေတဲ့ငွေတွေကိုပြန်လည်ရင်းနှီးမြှုပ်နှံတာကြတော့အတိုးကလျော့တယ် 7% ပဲရတယ်ကိုကလေးကြတော့ 9% ပေးရတယ်ကိုကအတိုးရတော့ 7% ပဲရတယ် require ignore ရင်လစ်လျူရှုပါ compound interest တွေပိုင်းနဲ့တွက်စရာမလိုဘူးရိုးရိုး simple interest နဲ့ပဲတွက်မယ် calculate တွက်ပေးပါ the borrowing cost ဘယ်လောက်လဲလို့တွက်ပေးပါ which အဲ့ဒီ borrowing cost ကို maybe capitalize လုပ်နိုင်တဲ့ asset တွေကိုပေါင်းထည့်ရမယ် borrowing cost ကိုတွက်ပါ each of the asset တစ်ခုချင်းစီအတွက်တွက်ပါ and consequently နောက်ဆက်တွဲအနေနဲ့ cost of each asset တစ်ခုချင်းစီရဲ့ cost ကိုလည်းတွက်ပေးပါ and ပါနေတယ်နှစ်ခုတွက်ပေးရမယ် capitalize လုပ်နိုင်တဲ့ borrowing cost ကိုလည်းတွက်မယ် cost of asset ကိုလည်းတွက်မယ်နှစ်ခုတွက်ပေးရမယ် capitalize borrowing cost နဲ့ cost of asset ဒါဆိုအရင်ဆုံးဘာတွက်မလဲဆိုရင် capitalize borrowing cost asset A အတွက်တွက်မယ် asset B အတွက်တွက်မယ်sorry ချက်ရှင် ဟိုဟာ meeting ID နဲ့ password လေးရနိုင်လားချက်ဟိုဟာဗာလဲ laptop အားကုန်တော့ဖုန်းနဲ့ join ခြင်းလို့ချက် ဖုန်းနဲ့ join ချင်လို့ဟုတ်ကဲ့ဖုန်းနဲ့ join ချင်လို့ဆိုတော့ဟိုပါလေအမကို Telegram high ပေးပါလားအမ link လေးချပေးလိုက်မယ်
ဟုတ်ချေဟုတ်ကျေးဇူးပါချေ ဒီ zone ကကြတော့ ID password ရှာရတာနည်းနည်းခက်တယ်ဟုတ်အခု highlight လိုက်မယ် ဟို group တွေကို high ရမှာလားချေ ဟုတ် group ထဲကိုဟုတ်ညီမလေးဖုန်းထဲမှာကြတော့အဲ့ဒီဟိုဟာ link ရှိလား ဖုန်းထဲမှာ link ရှိရဲ့ချေဒီ Telegram နဲ့ အော်ဟုတ်ညီမလေးအဲ့ကနေပဲဝင်လာလို့ရတယ်ညီမလေး ဟုတ်ရုံးဟွာကြီးတဲ့ရက်ရောက်သွားလို့ ဟုတ်လား ဟုတ်ချေ link က auto ကြီးဖြစ်နေတော့ချေ link က auto ဖြစ်နေတယ်ဆိုတာကအဲ့ဖုန်းနဲ့ join လိုက်ရင်ရောက်သွားတာလား ဟုတ်ချေဟိုရုံးရဲ့ server နဲ့ချိတ်သွားလို့ချေ အော်အဲ့လိုဖြစ်နေတာနော် ဟုတ် အဲ့နော် ချေဖတ်လုပ်ကြည့်လိုက်မယ်ချေဟုတ် ဟုတ် ကျေးဇူးပါချေ ဟုတ်ကဲ့ဟုတ်အဲ့တော့ SSA နဲ့ SSB special borrowing ဆိုရင် capitalized borrowing cost ဘယ်လိုတော့မလဲဆိုရင် borrowing cost တွေက borrowing cost ဆိုတာပေးရတဲ့အတိုးပေးရတဲ့အတိုးတွေကနေ temporary ယာယီ investment income ဟုတ်ပြန်ရတဲ့အတိုးနှုတ်အတိုးပေးရရင်ဘယ်လောက် percent နဲ့ပေးရမှာလဲ 9% နဲ့ပေးရမယ် 9% နဲ့ပေးရမယ်အတိုးပြန်ရရင်တော့ဘယ်လောက် percent နဲ့ပြန်ရမှာလဲ 7% 7%အဲ့တော့အမတို့က investment ဘယ်နှလလုပ်မှာလဲစဉ်းစားကြည့်အောင်နော် investment ကဘယ်နှလလုပ်မှာလဲသူက1 January မှာ asset A အတွက်250ယူသုံးတယ် asset B အတွက်900ယူသုံးတယ်ဆိုတော့ပတ်စံကဘယ်လောက်ကျန်မလဲ 950 950ကျန်မယ်ဒါဆိုရင်1500တဲက1500တဲကစစချင်းမှာ950ပဲယူသုံးတာစစချင်းမှာဒါဆိုတော့950ကျန်နေတယ်950ကျန်နေတယ်အဲ့ဒီ950ကိုဘယ်နေ့ရောက်မှသုံးပါလဲ 1st July အဲ့ကျွန်တော်ရောက်မှတော့မယ် 1st July exist ရောက်မှအဲ့ဒီကျန်နေတဲ့950ကို asset A အတွက်ကော asset B အတွက်ကောသုံးပါအဲ့ဆိုရင် investment ဘယ်နှလလောက်လုပ်ထားလို့ရလဲ 6 လ 6လလောက်လုပ်ရတယ် 6လလောက်တော့လုပ်ထားလို့ရတယ်နော်1500လုံးအကုန်လုံးပါလားမသုံးသေးတဲ့950ကိုလုံးပါလား မတုံးသေးတဲ့950 သုံးသေးတဲ့950 950ဒါကြောင့် investment လုပ်မဲ့ amount ဒီ950အဲ့ဒါကိုမှဒီလိုပေါ့နော်အဲ့ဒီ950မှာ asset A အတွက်ကဘယ်လောက်လဲ200နဲ့50ဒီအတွက်က900 900နော်အဲ့တော့950ကိုမှ
A နဲ့ B နဲ့ပြန်ခွဲရင် A အတွက်က250ဒီလိုလုပ်လိုက်မယ်နော်အစတွေက A နဲ့ B နဲ့နှစ်ကြောင်းရေးလိုက်မယ် A အတွက်က250 B အတွက်က900ဘယ်နှလလုံးမှာလဲဆိုရင်6လ investment လုံးမှာဒါအတိုးရတဲ့ percentage နောက်အတိုးတွက်ရအောင်နော်အတိုးတွက်မယ်အတိုးတွက်မယ်ဆိုရင်ပေးရတဲ့အတိုးက 9% နဲ့ပေးရမှာ A အတွက်ချီးတဲ့ငွေကဘယ်လောက်လဲ900A အတွက်ချီးတဲ့ငွေက900ချီးပြီးတော့ B အတွက်ချီးတဲ့ငွေကဘယ်လောက်လဲ10001000အဲ့ဆို A အတွက်ချီးငွေက900 B အတွက်ချီးငွေက1000အဲ့ဆို A အတွက်ဆိုရင်900ပေါ်မှာအတိုးပေးရမယ် B အတွက်ဆိုရင်1000ပေါ်မှာအတိုးပေးရမယ်ဘယ်နေ့တည်းကစချီးတာလဲ1st January ဘယ်ကစချီးတာဆိုတော့1st January မှာတည်းက capitalization ကစလို့ရပြီဆိုတော့1 January တည်းကစပြီးတော့ 31st December ထိဆိုဘယ်နှစ်နှစ်လဲ1 year 1 year အဲ့ဒါဆိုရင်တွက်လိုက်ရပြီအဲ့ဆိုတော့ဒါလေးတစ်ခေါက်ပြန်ပြောပြနော် capitalized borrowing cost ကိုလိုချင်ရင် borrowing cost တွေက temporary investment income ကိုနှုတ် borrowing cost ဆိုတာပေးရတဲ့အတိုး temporary investment income ဆိုတာပြန်ရတဲ့အတိုးပေးရတဲ့အတိုးဒီ 9% ပြန်ရတဲ့အတိုးက 7% အဲ့ဒီကရှင်းသေးတယ် investment ဘယ်နှလလုံးမှာလဲလို့စဉ်းစားမယ်1500ချီးတဲ့950ကချက်ချင်းသုံးတယ်950ကျန်တယ်ဟော950ကချက်ချင်းသုံးလိုက်တဲ့အတွက် investment လုပ်လို့မရတော့ဘူးကျန်နေတဲ့950ကိုယူမသုံးခင်ထိ investment လုပ်လို့ရတယ်ကျန်နေတဲ့950ကို1 July ရောက်မှပဲယူသုံးမှာဖြစ်တဲ့အတွက်6လလောက်တော့ investment လုပ်လို့ရတယ်6လကာလလောက် investment လုပ်လို့ရတယ်ဒါကြောင့် investment လုပ်မဲ့ကာလဒီ6.6လအဲ့ဒီ950က A နဲ့ဆိုင်တာ250 B နဲ့ဆိုင်တာ900 A နဲ့ဆိုင်တာ250 B နဲ့ဆိုင်တာ900အဲ့တော့250နဲ့900ရပြီနောက်တစ်ခါပေးရတဲ့အတိုးအတွက်မယ်ပေးရတဲ့အတိုးဒီ criteria 3ချက်က1 January မှာစကြိုက်တာအဲ့တော့1 January ကနေစပြီးတော့ capitalize လုပ်မယ် criteria ကြိုက်တဲ့နေ့ကနေစပြီးတော့တွက်ရမယ် closing date ဒီပေါ့ closing date ဒီဒါကြောင့်တစ်နှစ် A အတွက်စုစုပေါင်းဘယ်လောက်သုံးတာလဲဆို900 A အတွက်ချီးတဲ့ငွေက900 B အတွက်ချီးတဲ့ငွေက1000 A အတွက်ချီးတဲ့ငွေက900 B အတွက်ချီးတဲ့ငွေက1000ဆိုတော့အတိုးပေးရင်လည်းအဲ့900 1000ပေါ်မှာပေးရမယ်ဒါကြောင့် 9% နဲ့900အဲ့လိုနားလဲပြီးတော့ဒီကဏ္ဍအတွက်တာတော့ဘယ်သူပဲတွက်ရတယ် AC ပဲဆိုတော့500နဲ့ 9% နဲ့မြောက်500 into 9% so 45,000 45ပေါ့နော် in 1000နဲ့တွက်လိုက်45 1000နဲ့ 9% နဲ့မြောက်90ဒါမဲ့အတိုးပြန်ပြီးတော့တက်တာသေးတယ်250နဲ့ 7% နဲ့မြောက်6.12
8.75 8.75 500နဲ့7%နဲ့မြောက်6.12 17.5 ဒါပြန်ရတဲ့အတူဆိုတော့နှုတ်ပေးရမယ်နောက်ဆုံးမှာ capitalize borrowing cost 45 minus 8.75 36.25 36.25 90 minus 17.5 72.5 72.5 ဒါဒီ capitalize asset ထဲမှာပေါင်းထည့်ရမယ့်အတိုးတွေရပြီasset ထဲမှာပေါင်းထည့်ရမယ့်အတိုးပြီးပြီလားရှင်ပါပြီရှင် ပြီးနောက်တစ်ခုမှဘာတွေ့ရမလဲ ANDN ခံထားတယ် cost of asset cost of each asset cost of each asset asset A ဒီအားလုံးပေါင်းကုန်ကျစရိတ်ဘယ်လောက်ကုန်လဲ900 900အဲ့မှာပေါင်းထည့်ရမယ့်အတူကဘယ်လောက်လဲ 36.25 36.25 asset B ရဲ့စုစုပေါင်းကုန်ကျစရိတ်က 1000 1000အဲ့ဒီထဲမှာပေါင်းထည့်ရမယ့်အတူက 72.5 72.5 နော်အဲဆိုရင်အဲ့ဒါလေးပေါင်းထည့်တာရပါပြီ cost of asset A နဲ့ B နဲ့ A ရဲ့ original cost plus capitalized borrowing cost
A ရဲ့မူလ cost က900 B ရဲ့မူလ cost က1000အဲ့ထဲမှာအကျိုးတွေပါပေါင်းထည့်လိုက်ရမယ်36.25 72.5 536.25 107 2.5 ဒီချင်း ချင်း မေးနေတော့ဒီဟာရဝတ်ထဲမှာပဲတွက်ပေးရမှာလား Excel ထဲမှာမတွက်ရဘူးလား ဒါတွေက Excel ထဲမှာတွေ့ရမှာရှင်ဟုတ် อ๋อ သူကအသက်တွေExcel မှာဖြစ်ပြီးတော့အရေးတွေအလုံးက Word ထဲမှာရေးရမယ်သူကနှစ်ဖိုင်ပေးထားမှာအပုတ်တိုင်းမှာ ကျေးဇူးပါချင်း ဟုတ်ကဲ့ရှင်ဟုတ်သူကဒီနားလေးတွေမှာလေ spreadsheet ရဲ့ဒီဘက်ထောင်လေးနားမှာ spreadsheet ရဲ့ Word ရဲ့ဆိုပြီးတော့သူက question တိုင်းမှာအဲ့လိုမျိုးလေးတွေပါလိမ့်မယ်ဟုတ်ပြီးရင်လည်းလေ့ကျင့်ပေးမယ်နော်နောက်ပိုင်းမှာလည်းလေ့ကျင့်ပေးမယ်သူကတွတ်တော့မယ်ဆိုရင်အဲ့ spreadsheet ကိုနှိပ်လိုက်ရင် Excel ကြာလာလိမ့်မယ်အဲ့ဒီထဲမှာတွတ်စာရေးတော့မယ်ဆိုရင် Word ကိုပြန်နှိပ်သူက auto save တဲ့အမတို့ save စရာလည်းမလိုဘူးအမတို့လုပ်ထားပြီးသားအရာတွေအားလုံးကိုသူက automatic save လုပ်ပေးသွားတယ်အဲ့စာရေးတော့မယ်ဆိုရင် Word ကိုနှိပ်လိုက်ရင်အဲ့မှာ Word file ထပ်ကြလာရောအဲ့မှာစာရေးလို့ရတယ်နော်အပုတ်တိုင်းမှာ spreadsheet လဲပါမယ် Word လဲပါမယ်ဒီပုံနိုင်ပါအားလုံးမှာ၄ပုံမိမှာနော်ဒါဆိုရင်ဒါလေးဒီပါလဲဆိုရင် special borrowing ပြီးနောက်တစ်ပုတ် general borrowing သွားရအောင်နော်general borrowing ကတော့ဝေးထက်မကြီးတော့ချေးပြီးသားတွေကပဲသုံးတာနော်general borrowing ကpage number 80ရဲ့ question ပြီးသွားတဲ့လူကအမအဲ့ဒီမေးခွန်းလေးခဏဖတ်ပြီမေးခွန်းဖတ်တာပြီ
acronym company မှာ had ရှိတယ် the following လုံးအောက်ပါချင်းငွေတွေ in place အစရရှိနေပြီးသား at the beginning and end of 2086နှစ်စမှာနှစ်ဆုံးမှာငကိုတွေကလုံးနေရှိနေပြီးသားနှစ်စရောနှစ်ဆုံးမှာရောအစတွေကလုံးနေရှိနေပြီးသားအဲ့ဒီရှိနေပြီးသားလုံးတွေကယူသုံးမယ် 1 January 86 opening date 31 December 86 closing date opening date မှာ120ကြီးထားတယ်အဲ့ဒီအကျွေးကပြန်မဆက်တဲ့အတွက် closing date မှာလည်း120 80ကြီးထားတယ်80 million ကြီးထားတယ်ပြန်မဆက်တဲ့အတွက် closing date မှာလည်း80 million 10% နဲ့ကြီးထားတာ120က 9.5% နဲ့ကြီးထားတာ80ရဒါပြန်ဆက်ရမယ့် date တွေလည်းပေးထားတယ် repay တွေပဲ2086ရောက်မှပြန်ဆက်ရမယ်နောက်ထပ်2နှစ်လောက်ကြာမှပြန်ဆက်ရမယ် repay တွေပဲ2089မှာပြန်ဆက်ရမယ်နောက်ထပ်3နှစ်လောက်ကြာမှပြန်ဆက်ရမယ်1 January 86 opening date မှာ acronym company ဒီ began စတင်ခဲ့တယ် construction of a qualifying asset ကိုစပြီးတော့စောက်တယ်ဘာလဲဆိုရင် piece of machinery တစ်ခု for ဘယ်မှာသုံးတာလဲဆိုရင် hydro electric plant မှာသုံးတဲ့ machinery hydro electric plant ဆိုတာရေအားလျှပ်စစ်စက်ရုံသဘောမျိုး using existing borrowing ချီးထားတဲ့ငွေတွေထဲကပဲသုံးပြီးတော့ construction ကိုစလိုက်မယ် qualifying asset အတွက်ဖြစ်တယ်ချီးထားတဲ့ငွေတွေကသုံးမယ်ဆိုတော့ general borrowing existing borrowing ဖြစ်တဲ့အတွက် general borrowing ဒီပု္ပ္ပစာကရှိပြီးသားငွေတွေကသုံးမှာ general borrowing ဘယ်လောက်သုံးမှာလဲဆိုရင် expenditure drawdown ယူသုံးလိုက်တဲ့ CAD for the construction အတွက် was 30 million သုံးမယ်။ဘယ်နေ့မှာသုံးမှာလဲဆို1 January 86မှာ30 million ယူသုံးမယ်20 million ယူသုံးမယ်1 October 86မှာ20 million ယူသုံးမယ်အားလုံးပေါင်း50 million သုံးမယ် calculate borrowing cost can be capitalized လုပ်ပေးရမယ် borrowing cost asset ထဲမှာပေါင်းထည့်ရမယ် borrowing cost ကိုတွက်ပါ for the hydroelectric plant machine အတွက်တွက်ပေးပါဒါဒီ general borrowing ဖြစ်တယ်30 million ယူသုံးတယ်20 million ယူသုံးတယ်ကိုယ့်စီမှာလုံးဝဘယ်နှခုရှိနေတာလဲ နှစ်ခုရှိနေတာ နှစ်ခုရှိနေတာ 10% လုံးနဲ့ယူသုံးတာလား 9.5% လုံးနဲ့ယူသုံးတာလားဆိုတာကိုပြောထားအောင်နော်ဘယ်လုံးနဲ့ယူသုံးတာလဲမသိဘူး120တွေကယူသုံးတာလား80တွေကယူသုံးတာလားမသိတဲ့အတွက် 10% နဲ့အတိုးတွက်မလား 9.5% နဲ့အတိုးတွက်မလားဒါမှမဟုတ်ရင် average rate နဲ့တွက်မလားအတိုးတွက်မယ်ဆိုရင်တော့ဘယ် rate နဲ့တွက်မှာလဲ10% နဲ့ယူသုံးတာလား30 million ကဘယ်ထက်ကယူသုံးတာလဲသိလား ဒီပါ ပြီးပါဦး တီရော နောက်ထပ်20 million ကတော့10% ချီးငွေတွေကသုံးတာလား 9.5% ချီးငွေတွေကသုံးတာလားမသိတဲ့အတွက်အတိုးတွက်ရင်ဘယ် rate နဲ့တွက်တင်လဲ average rate average rate ကိုသုံးမှာပေါ့ဒါကြောင့်အမတို့ကအခု average rate ကိုရှာရနော် average rate အရင်ရှာရမယ်အဲ့တော့ weighted average rate ကိုတွက်မယ် weighted average rate ဒီသက်ကလေးတားစုညံနေပြီမီးတွေကပေးချင်တဲ့အချိန်ပေးနေတော့လောင်ပါပဲညဘက်အိပ်ပြီဆိုရင်မှမီးကထလာပြီပြီးရင်မနေ့ကိုယ်တောင်မနိုးသေးဘူးမီးကပြန်ပြောက်သွားပြီအိပ်နေတဲ့အချိန်မှာပဲလာတယ်ကြံတဲ့အချိန်လည်းမလာဘူး weighted average rate capitalization rate
လုံးလုံးက 10% လုံးရှိတယ် 9.5% လုံးရှိတယ် 10% လုံးအမောင်းက120 9.5% လုံးအမောင်းက80အဲ့နှစ်ခုကိုပေါင်းလိုက်တော့200အဲ့ဒါကိုအချိုးယူတတ်လား120အတွက်အချိုးယူခြင်းဘယ်လိုယူရလဲသိလား80အတွက်အချိုးယူရင်မသိဘူးเนาะအချိုးလိုခြင်းသူ့ကိုဒီ total နဲ့စားရတယ်တော့အချိုးတစ်ခုလိုခြင်းရင်အဲ့ဒီသူ့ကိုတီးပြီးတော့ total နဲ့စားပေးရတယ်သူ့ကိုဒီစုစုပေါင်းနဲ့စားအဲ့ဒီအရာကိုတီးပြီးတော့စုစုပေါင်းနဲ့စားအဲ့ဒါဘယ်အရာမဆိုအချိုးချနေပဲ proportion အဲ့ဆိုရင်ဒီ120အတွက်အချိုးလိုခြင်းရင်ဘယ်လိုချိုးချမလဲ120ကိုဒီ120ကိုဒီ200နဲ့200နဲ့စား ဟုတ်အဲ့ဒါကိုကျမတို့အသေးမှတ်ထားလို့ရတယ်120 by 200အချိုးချနေပဲအချိုးချနေဒီအဲ့ဒီအရာကိုဒီစုစုပေါင်း total နဲ့စားပေးရတယ်80အတွက်အချိုးလိုခြင်းဘယ်လိုဖြစ်မလဲ80ကိုဒီ200နဲ့ ဒီ စား ကိုဒီ200နဲ့စား 80ကိုဒီ200နဲ့စားပထမအချိုးရဲ့အတိုးနှုန်းကဘယ်လောက်ပါဆန့်လဲ 10% 10% 80 by 200ရဲ့အတိုးနှုန်းက 9.5% 9.5%ဒါဆိုအချိုးချတယ်ဆိုတာလုံးကိုအချိုးချတာလား percentage ကိုအချိုးချတာလားအဲ့ဒါလေးမှားတတ်တယ်အခုငါတို့ကလုံးအမောင်းကိုအချိုးချလိုက်တာလား percentage ကိုအချိုးချလိုက်တာလား လုံးမအောင်အချိုးချ လုံးအမောင်းကိုအချိုးချတာနေရာတိုင်းမှာအဲ့လိုမှတ်ထားလို့ရတယ်အချိုးတစ်ခုလို့ရင်အဲ့ဒီအရာကိုတည်ရတယ်အကုန်လုံးပေါင်းနဲ့စားပေးရတယ်120 by 200 80 by 200 10% နဲ့မြောက်တော့ 0.06 နိုင်နော်အဲ့မှာ percentage လေးကလေပြန်ဆွဲချမှာ percentage လေးကပြန်ကူးမှာဆိုတော့မြောက်တဲ့အခါမှာ percentage မထည့်နဲ့တော့ percentage လေးကပြန်ဆွဲချမှာဖြစ်တဲ့အတွက် calculator ထဲမှာ percentage ထည့်မတွက်နဲ့10 into 120 by 200 6% this နောက်တစ်ခုကလည်း percentage လေးကပြန်ကူးချမှာ 9.5 ကို 3.8% 3.8 ဒါဆို average borrowing rate 9.8% 9.8%မှားတတ်တာကိုပြောပြမယ်နော် 10% နဲ့ 9.5% နဲ့ပေါင်းနှစ်နဲ့ဆိုင်ရော average မဖြစ်ဘူးလား ဖြစ်ပါတယ် ဖြစ်တယ်နော်ဒါပေမဲ့အမတို့ကအဲ့လို average ကိုလိုချင်တာမဟုတ်ဘူး weight ပါနေတဲ့ average ကိုလိုချင်တာဒါက average ဒါက average weighted average မဟုတ်ဘူးဒါကအဲ့လိုတွက်ရင်အားတယ်နော်ကိုလိုချင်တာ weighted average ကိုလိုချင်တယ်နှစ်ခုပေါင်းပြီးနှစ်နဲ့စားတာက average ဖြစ်နေတယ်အဲ့လို average ကိုမလိုချင်ဘူး weight အလေးချိန်တွေပါနေတဲ့ average ကိုလိုချင်တာဥပမာ 10% ရဲ့ပါဝင်မှုက120 9.5% ရဲ့ပါဝင်မှုက80အဲ့လိုပါဝင်မှုအချိုးတွေပါ weight ယူတယ်လို့ခေါ်တယ်အဲ့ဒါကို10% နဲ့ 9.5% နဲ့ကိုပဲပေါင်းနှစ်နဲ့စားလိုက်ရင်10% နဲ့ချီးထားတဲ့အလေးချိန်ကိုမသိရတော့ဘူး 9.5% နဲ့ချီးထားတဲ့လုံးပမာဏတွေမပါဝင်တော့ဘူးမသိရတော့ဘူးနောက်ွယ်ကလုံးပမာဏတွေကထည့်စဉ်းစားရမှာမလို့ 10% ကိုနောက်ွယ်ပမာဏတွေကို proportion ယူပြီးတော့မြောက်ရတာ 9.5% ကိုလည်း
အဲ့ 9.5% နဲ့ချီးထားတဲ့ loan က 80 ဖြစ်ပါတယ်ဆိုတာကိုထည့်စဉ်းစားပေးရတယ် 10% နဲ့ချီးထားတဲ့ loan တွေက 120 ဖြစ်ပါတယ်ဆိုတာကိုလည်းထည့်စဉ်းစားပေးရတယ်အဲ့ဒါကို weighted average လို့ခေါ်တယ် average နဲ့ weighted average နဲ့လုံးဝမတူဘူး average ကနောက်ွယ်ကိုစဉ်းစားခြင်းမရှိဘူးအခု 10% နဲ့ 9.5% နဲ့ပေါင်း2နဲ့စားလိုက်ရင် 10% နဲ့ချီးထားတဲ့ loan တွေကနည်းနည်းလေးလားများလေးလားမသိရဘူး 9.5% နဲ့ချီးထားတဲ့ loan ပမာဏသည်အမောက်နည်းနည်းလေးလားအမောက်များလေးလားမသိရဘူးဖြစ်နေတယ်နောက်ွယ်ကအလေးချိန်တွေကိုမစဉ်းစားသလိုဖြစ်နေတယ်ဒါကြောင့်မလို့မျက်နှာလေးတစ်ခုပဲကွက်ကြည့်လို့မရဘူးအောက်ကခန္ဓာကိုယ် body weight အကုန်ကြည့်ရတယ် weight ကိုယူတဲ့သဘောဒါကြောင့်မလို့ weighted average borrowing rate သည် 9.8% ဒါဆိုဒီနားလေးမှာဒီဘက်လေးခဏရွှေ့လိုက်နော် capitalized borrowing ကိုပြီးတော့ capitalized borrowing cost 30 million တစ်ခါ20 million တစ်ခါယူသုံးတယ်နှစ်ခုလုံးကို 9.8% 30 million ကဘယ်နည်းမှယူသုံးတာလဲ first October 2086 first October 86က20 million เนาะဟုတ်20 million က 1 January 1st January 2086 1 January 2086 30 million က January 1ရက်နေ့မှာသုံးတော့အတူဘယ်လောက်စာတွက်မလဲကာလဘယ်လောက်စာတွက်မလဲ 20 million က1 October မှာစသုံးတော့အတူဘယ်လောက်ကာလစာတွက်မလဲ 3 လစာ 3လစာဟုတ်ပါတယ်အဲ့တော့တစ်ခုကကြတော့တစ်နှစ်နောက်တစ်ခုကကြတော့3/12 year 30 into 9.8% 2.94 20 into 9.8% into 3/12 0.49 0.49 မှာရှင် total capitalized borrowing cost 3.43 3.43 သူကတော့အချိန်ကာလအတိအကျနဲ့တွက်ရော